အားလုံးပဲမင်္ဂလာပါခင်ဗျမိန်းနဲ့အေကို channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရီဒီကနေ့ကျွန်တော်တင်ဆက်မယ့်ဇာတ်လမ်းကတော့စာရေးသူအေကံမင်းရေးသားထားတဲ့ပါဇက်တရမ်းမီလို့ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရီဒီဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့မိန်းနဲ့အေကို channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်း like and subscribe နှိပ်ခဲ့ပြီးတော့ဇာတ်လမ်းသစ်များစွာကိုမလွတ်တိုင်းခံစားနားဆင်နိုင်မှုအတွက်ပရိသတ်တို့ကဘေးနားက notification ဘဲလေးကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇာတ်လမ်းလေးကိုစတင်လိုက်ပါပြီခင်ဗျာတကြံပွဲတော်ကြီးလည်းပြီးသွားခဲ့ပြီဗျတကြံတုံလက်ပတ်ဝစ်လာကြတော့တင့်နိုင်ရဲ့တငယ်ချင်းများကလည်းလူဝဲလဲပြီးပြီနောက်နေ့ရန်ကုန်ကိုပြန်ကြရမှာဖြစ်ပါတယ်ရန်ကုန်မှာတယုံနဲ့လုပ်ငန်းအတူတူအခန်းအတူတူနေပြီးတော့တငယ်ချင်းများလည်းဖြစ်ပါတယ်တပြေတန်းရွာသားတင့်နိုင်ကလည်းဒီနေ့သူ့ရဲ့မိသားစုများတကြံမှာအလူလုပ်ပြီးတော့သူ့ကိုပါရဟန်းခံမိမယ်ရန်ကုန်မှာရဟန်းခံလို့သူရှိကအတူလိုက်လာခဲ့ရန်ပြောသဖြင့်ရန်ကုန်မှာမလဲပတ်ချင်ကြတဲ့ရန်ကုန်သားတငယ်ချင်းများကလည်းတဲနိုင်တို့ရဲ့ရွာကိုလိုက်ခဲ့ကြမယ်လို့ဆိုပါတယ်။တပြေတန်းရွာကိုလိုက်လာကြသူများကလည်းဝင်းစိန်မျိုးနိုင်အောင်ဝင်းကံမြင့်ကြည်တန်းလှလှအေးအေးမူခင်မဆွေတို့ဖြစ်ပါတယ်။အောင်ဝင်းတို့အိမ်မှာမီနီဘတ်လေးတစ်စီးရှိတဲ့ပြည့်စီကိုဝိုင်းခံပြီးတော့ကားကိုတပြေတန်းရွာကိုယူလာခဲ့ပါတယ်။ရွာမှာ9ရက်နေပါတယ်။မျိုးနိုင်အောင်ဝင်းကံမြင့်တဲနိုင်တို့ကတာမနာဘောင်ကိုဝင်ခဲ့ကြပါတယ်။အခွင့်အဖို့မရသဖြင့်3ရက်သာဝစ်ခဲ့ပြီးတော့လူဝဲလဲခဲ့ကြပါတယ်။ရောင်မတညအိပ်ပြီးတော့နောက်နေ့မနက်ရန်ကုန်ပြန်ကြရမှာဖြစ်ပါတယ်။နောက်နေ့ရုံးပြန်တက်ကြရမှာဖြစ်ပါတယ်။အောင်ဝင်ရဲ့ညီမအေးအေးမူကလည်းအကိုရဟန်းခံမှာဖြစ်ပြီးတော့လိုက်ခဲ့မယ်ဆိုကသူရဲ့တငယ်ချင်းလှလှနဲ့ခင်မထွေးကိုပါအပါခေါ်ခဲ့ပါတယ်။ဒီလိုကြောင့်မလို့ယောက်ျားလေး6ယောက်နဲ့မိန်းကလေး3ယောက်တို့ကလည်းတခါမှမရောက်ဘူးတဲ့တင်းနိုင်တို့ရဲ့တပြေတန်းရွာကိုလိုက်လာခဲ့ကြပါတယ်။ရွာလုံးကျကျွေးမွေးတဲ့ရဟန်းကန်ရှင်ပြူပွဲကြီးကိုတကောင်မှမကြုံဘူးဆိုကပျော်နေကြပါရီရွာသုံးလေးရွာကိုရောက်အောင်လို့စီတန်းလှည့်လေတဲ့ရှင်လောင်ပွဲကလည်းကိုးနောင်ပန်းနောင်ကင်လာတဲ့မိန်းကလေးအုပ်စုထဲမှာရန်ကုန်သူလာလာအေးအေးမူခင်မထွေးတို့3ယောက်ရွာသားတွေဝိုင်းကြီးရလောက်အောင်လို့လာပါလွန်းနေပါရီဧကန်ပွဲရက်မှာဝတ်တနီချန်တဲ့ဧကန်ကျွေးမွေးပါရီမျိုးနိုင်အောင်ဝင်းကံမြင့်တဲနိုင်တို့ရဟန်းပေါင်ကိုဝင်ရောက်သွားတဲ့အချိန်ဝင်းစိန်နဲ့ကြည်တန်းလှလှအေးမူခင်မထွေးတို့ကလည်းရွာတကြံရေကစားကြပါရီရွာရဲ့လမ်းစုံလမ်းခွမှာကျွေးမွေးတဲ့စတူစရာများရှိရာရေကစားရင်းနဲ့လိုက်စားကြပါရီမလုံးရေပေါ်တာကူထမင်းစိန်တကြံသမင်းစသဖြင့်မန်းနဲ့တစ်ခုပြီးတစ်ခုလိုက်စားကြပါရီနေစမ်းတရက်နေ့တက်ကြီးပူဇော်ပွဲမှာလည်းတက်အားတရွေဝေလှူပြီးတော့ဘိုးဘွားများကိုဝင်ကြောကြပါသေးတယ်အိမ်နေညနေပိုင်းတဲနိုင်တို့၄ယောက်လူဝေးထွက်လာကြပါရီနောက်နေ့ရောက်တော့မနက်စောစောရန်ကုန်ပြန်ရန်ရွာမှာကြံခဲ့တဲ့မိသိဆွေသည်များကိုနှုတ်ဆက်ကြပါရီရှင်နာရီကရွာမှာထွက်လာခဲ့ကြပါရီလန်ကတော့ကားနစီမရှောင်တော့ကဝင်ကြောင်လန်းဖြစ်ပါရီ3မိုင်ခန့်ရှိပါရီအဲဒီ3မိုင်ခန့်ရှိတဲ့လမ်းစုံမှာရန်ကုန်မန်းလေးလမ်းဟောင်းကိုရောက်ပါရီကဝင်ကြောင်လန်းတဝက်ခန့်အရောက်မှာတော့အရှိကလာနေတဲ့ထော်လာကြီးဘိန်းပေါက်သွားတဲ့အတွက်ဘိန်းဖြုတ်တက်နေသဖြင့်ခဏရက်ပြီးတော့စောင့်နေလိုက်ပါရီအောင်ဝင်ငါအောင်စင်းပြီးတော့အဖို့တော့အောင်မယ်ငါပါလိုက်မယ်သူလိုက်မယ်ငါလိုက်မယ်နဲ့ယောက်ျားလေးအားလုံးကားအောက်ကိုရောက်သွားကြပါရီလမ်းမေးမှာလူနှစ်ဖက်စာရှိတဲ့ကိုကိုပင်ကြီးတမင်နဲ့ဇီးချုံမင်း3ပင်ပေါက်ရောက်နေပါရီမျိုးနိုင်စိန်ဝင်ကြည်တန်းတို့ကိုကိုပင်ကြီးရဲ့နောက်ဘက်ကိုပြေးသွားပြီးတော့အပေါ်သွားမယ်အပြူတက်နိုင်ကလည်းဟောင်းလေဒီကိုပြန်လာဘာဖြစ်လို့လဲကွာလာပါဒီဘက်အပင်တွေခြုံနေဘေးမှာပေါ့အဲ့ဒီကိုကိုပင်နာကြီးသွားမပေါက်နဲ့အပင်ကြီးတော့လုံလုံချုံချုံရှိတာဗောကွာအဲ့ဒီပင်မှာတရေရှိတယ်ဒိုးရွာလူတွေဒီပင်ကြီးကိုရှောင်ကြတယ်မင်းရန်ကုန်ရောက်လာတာပဲလင်းကားနေရှိနေပြီတရေရှိလားမရှိဘူးလားမင်းဘယ်လိုသိလဲတရေဆိုတော့သူတို့မကျွတ်လွတ်သမျှသူတို့နေတဲ့အပြင်မှာဆွဆွမြဲမြဲနေတာဗောကွာကျွတ်သွားတော့ပါပြီကွာကျွတ်တာမကျွတ်တာအပထားရှောင်းတာအကောင်းတာဗောကွာတရေတွေကသူနေတဲ့အပြင်ကိုအပေါ့လာဆိုရင်မကြိုက်ကြဘူးကွာဒီပင်မှာတရေရှိတယ်ဆိုရင်ဒိုးကားနဲ့ခေါ်သွားမယ်ရန်ကုန်ရောက်ရင်အပင်တပင်မှာနေခိုင်းလိုက်မယ်ဟာကဲမြင့်ဘာရီလျှောက်ပြောနေရလဲကွာဒီလိုမျိုးမပြောကောင်းဘူးကွာမင်းတို့ပဲတရေရှိတယ်မရှိဘူးပြောနေတာအမြင်ကက်ကက်နဲ့တရေကြီးဒီပင်မှာရှိနေကားနဲ့ခေါ်သွားမယ်လို့ပြောတာလေတကယ်ကိုခေါ်သွားမှာကွာဟာဒီကောင်ပါစက်တန်ရမ်းလိုက်တာကွာကဲစကားများမနေကြနဲ့ဟိုရှိကဘိန်းတက်လို့ပြီးတော့လမ်းမေချပေးနေပြီကားပေါ်တက်ကြတော့အားလုံးကလည်းကားပေါ်ရောက်တာနဲ့ကားကိုဆက်ပြီးတော့မောင်းထွက်ခဲ့ပါတယ်မကြခင်မှာပဲရန်ကုန်မန်လေးလမ်းအောင်ပေါ်ကိုရောက်ခဲ့ပါတယ်လမ်းအောင်တိုင်းရန်ကုန်ဘက်ကိုမောင်းလာခဲ့ပါတယ်ကားပေါ်မှာလည်းကြည်တန်းကလည်းနောက်ဆုံးအတန်းမှာထိုင်ပြီးတော့ဂီတာတီဗီကံမြင့်နဲ့မျိုးနိုင်တို့ကတချင်းစို့နေကြပါတယ်မိန်းကလေးများကလည်းရှေ့ပိုင်းမှာရှိတဲ့ခုံနားမှာထိုင်ကြပါရီအောင်ရင်ကလည်းကားမောင်းပါရီ
ရေတော်ရှင်မြို့လွန်တော့ကားကလည်းဘာကြောင့်မှမသိစက်တန်မမှန်ဖြစ်ပြီးထိုးရက်သွားပါတယ်အောင်ဝင်းကလည်းကားဆက်အကြောင်းအနှင်းငယ်နားလေတဲ့ဖြင့်စက်ကိုအေးခံပြီးတော့ဟိုနိုင်ဒီနိုင်လုံနေပါတယ်ကားကဘာဖြစ်တာမဟုတ်ဘူးနှိုးကြည့်အောင်မယ်ဆက်နိုးလိုက်တာနဲ့ချက်ချင်းနှိုးသွားတဲ့ဖြင့်အရှိကိုဆက်ပြီးတော့မောင်းလာခဲ့ကြပါတယ်တောင်ငူမြို့ကိုဝင်းကနီးကားဆက်ဖောက်လာတဲ့လူမျိုးကားပေါ်မှာအပုတ်နှက်ကလေးစူးစူးဝါဝါနန်းလာခဲ့ပါတယ်ဟာနန်းလိုက်တော့ကွာခွေးတီကောင်ပုတ်ကြီးပါလာတဲ့လူကိုနန်းနေရပဲဟဲ့ကောင်ကံမြင့်မင်းပသက်တရန်လို့လိုက်လာပြီလားမသိဘူးမဖြစ်နိုင်ပါဘူးငါအပြောင်ပြက်ပြောလိုက်တာပါမှန်နေဖွင့်လိုက်ကြကွာဟေ့အောင်ဝင်းအဲအကုန်ပိတ်ထားငါတို့မှန်တွေအကုန်ဖွင့်လိုက်မယ်တော်တော်နန်းနေကွာငါရှိဆုံးမှာကားမောင်းနေတဲ့စီတောင်အပုတ်နှံကစူးစူးဝါဝါရောက်လာတယ်တော်တော်နန်းနေအပုတ်နှံပဲအကူအောင်ဝင်းတငယ်ချင်းတွေဘာလို့ခဲလို့အပုတ်နှံနန်းနေရလဲဘာရီတဲလာလေငပိနံလည်းမဟုတ်ပါဘူးဟဲ့အေးမူကားပေါ်ကတော့မအန်ချနေငပိနံမဟုတ်ဘူးဟဲ့တရဲနဲ့ဟိုကောင်ကံမြင့်ကိုပင်မောတရဲရှိတာကိုမယုံဘူးတဲ့တရဲရှိတာမှန်ရုံရုံလိုက်ခဲ့ပါလို့ဗဆက်တရမ်းခဲ့တယ်ဒါကြောင့်ငါစိတ်ထဲတရဲပါလာတာဖြစ်မယ်ဟင်တကယ်ပြောရလားဟာငါနင်တို့ညာမှာလားဒီကောင်တားနေရဲ့ကြားကခေါ်ပြအောင်လို့ခေါ်ခဲ့တယ်ဒီကောင်ကံမြင့်ဘယ်လိုလုပ်မလဲမင်းအိမ်ကိုခေါ်သွားမှာလားအောင်ဝင်းမဲပသက်ကြီးနဲ့ရှောက်ပြောနေတယ်မင်းပြောသလိုမဟုတ်ပါဘူးအပုံနဲ့ကားလေးမှာကြွက်တွေဘာတွေများသိပြီးတော့ပုတ်နေရလားမှမသိတာဝိုင်းရှာကြပါလားဘာကြောက်မှမသိဘူးနင်တို့ငါ့ကိုခေါ်လာပြီးတော့မှမခေါ်ဘူးလုံနေတယ်နင်တို့ခေါ်လို့ငါလိုက်လာတာကားပေါ်မှာငြိမ်ပြီးတော့ထိုင်နေတဲ့အေးမှုထံမှာအသက်ကြီးကြီးအတန်ထွက်လာတန်ကိုအားလုံးကလည်းကြားလိုက်ရပါတယ်ဟင်အေးမှုဘာဖြစ်တာလဲငါအေးမှုမဟုတ်ဘူးသူခေါ်လို့ငါလိုက်လာတာနင်တို့နဲ့ငါလိုက်ခဲ့မှာဟာဒီကောင်နောက်ပြောင်ပြီးတော့ပြောတာကိုတကယ်ခေါ်တာမဟုတ်ဘူးကားပေါ်ဆင်းပြီးတော့ပြန်มาမပြန်ဘူးလိုက်ချင်လဲကားကိုဆင်းပြီးတော့လိုက်ကျုပ်ခေါ်တာမဟုတ်ဘူးဒါကျုပ်ကခင်ဗျားကိုတင်မသွားဘူးကျုပ်ရဲ့ကားပေါ်ကနေဆင်းဘာပြောတွေအေးမှုထံမှာဝင်ရောက်ဘူးကတ်နေတဲ့တရေမကအောင်ဝင်းကိုလက်ဆန်ပြီးတော့လက်ညှိုးထိုးလိုက်စဉ်အောင်ဝင်းနောက်လှည့်ပြောနေရမှာကားစတီယာဘိန်းခွေပေါ်မှာကောင်းနေပြီးစောက်သွားပါရီတရေမဝင်ဘူးနေတော့ကိုတီးကလေးကကားကိုရပ်ထားလိုက်တဲ့ပြေကားမောင်းမိတ်ဘေးမှလွတ်သွားခဲ့ပါရီမောင်အခုမောင်ငါပါလိုက်မယ်အောင်ဝင်းကလည်းလူမဝင်ဘူးနေတဲ့တရေမနဲ့စကားပြန်ပြောမနေတော့ဘဲနဲ့ကားကိုဆက်ပြီးတော့မောင်းခဲ့ပါတော့တယ်တောင်ငူမြို့ကိုမဝင်ခင်မှာရွာလေးတရွာကိုမြင်လိုက်တဲ့လိုမျိုးဘုံကြီးကျောင်းကိုလည်းကားလမ်းရဲ့အနီးမှာတွေးလိုက်ရပါတယ်။အောင်ဝင်းကားကိုဘုံကြီးကျောင်းထဲဝင်တဲ့လမ်းလေးကိုကောင်းလှည့်လိုက်ပါတယ်။မမောင်းနဲ့မဝင်နဲ့အောင်ဝင်းကလည်းကျောင်းဝင်းထဲထိကားကိုမောင်းဝင်ပြီးတော့ဆက်သက်လိုက်ပါတယ်။ကိုရင်လေးနှစ်ပါးကကားနားကိုရောက်လာပါတယ်။ကိုရင်ဆရာတော်ရှိတာဘယ်ကျောင်းမှာလဲ။ဆရာတော်အခုပဲစွန့်စားပြီးလို့ကျောင်းမော်ကိုတက်သွားပြီ။အဲဒီကျောင်းကြီးပေါ်မှာဆရာတော်ရှိတယ်။ကဲအားလုံးဆင်းမယ်ဆရာတော်ကိုဝင်ဖူးကြမယ်။မစင်ဘူးမသွားဘူးလာအခုစင်းနဲ့ဆရာတော်ကိုဝင်ဖူးရမယ်ကားတန်ကြတော့ဆရာတော်ကကျောင်းအောက်ဆင်းလာပါတယ်မျိုးနိုင်ကလည်းဆရာတော်ကိုမြင်လိုက်တဲ့အတွက်ကျောင်းလေးကထိမ်မှာရက်နေတဲ့ဆရာတော်အားသွားပြီးတော့ရှောက်တင်လိုက်ပါတယ်ဆရာတော်ကကားနာရောက်လာပြီးတော့ကားပေါ်မှာမစင်မဲပေကတ်နေတဲ့အေးမှုအားဝင်ဘူးကတ်နေတဲ့တရင်မကိုကျောင်းပေါ်ကိုလာခဲ့ရန်ခေါ်ပါတော့တယ်ဆရာတော်ကခေါ်တဲ့အတွက်အေးမှုကလည်းတုံတုံချီချီနဲ့ဆဲလာပါတယ်ဆရာတော်ကကျောင်းမော်ကိုရှေးမကြွပြီးတော့တက်သွားတဲ့ဖြင့်ဆရာတော်ရဲ့နောက်မှာအေးမှုကိုထားပြီးနောက်မှအားလုံးကလိုက်ခဲ့ကြပါတယ်ဆရာတော်ကစတီဘောကိုထိုင်လိုက်တာနဲ့အေးမှုမှလွဲ၍အားလုံးကလည်းဖျားနေဆရာတော်အားရှစ်ခိုးလိုက်ကြပါတယ်ကဲမိန်းကလေးခန္ဓာကိုယ်မှာပူကဲလိုက်ပါလာတဲ့ဝိညာဉ်တစ်စေဘာကြောင့်ကိစ္စရှိလဲဘုန်းကြီးကိုရှောက်ဆန်းသူတို့တွေကတယောက်ကသူတို့ကားနဲ့လိုက်ခဲ့လို့ပြောတဲ့အတွက်လိုက်လာခဲ့တာပါသူတို့ပြောတဲ့အချိန်ကတင်းကိုပြောတဲ့တန်ရင်ကမြင်လားမမြင်ပါဘူးတရေတီတရေမလို့ကိုခွဲခြားခေါ်ခဲ့တယ်လားမခေါ်ပါဘူးဘယ်လိုခေါ်ခဲ့တယ်ဒီတစ်ပင်မှာရှိတဲ့တရေရှိရင်ရန်ကုန်ခေါ်သွားမယ်လို့နှစ်ကြိမ်ပြောပါတယ်တင်းနာကြလွဲလို့ဖြစ်မယ်သူတို့ခေါ်တာတရေကြီးလို့ခေါ်တာတရေမလို့ခေါ်တာမဟုတ်ဘူးအဲ့ဒီအပင်မှာရှိကလေးကရှိကလေးတရေကြီးကကျွတ်လွတ်သွားလို့လွတ်တဲ့နေရာမှာကျမဝင်နေတာသူတို့တီတာကအရင်ရှိကလေးတရေကြီးကိုရှိရင်လိုက်ရဲလို့ပြောတာတင်းကိုပြောတာမဟုတ်တဲ့အတွက်တင်လိုက်လို့မဖြစ်ဘူးလာတဲ့နေရာကိုပြန်ပါပြန်လို့မဖြစ်ပါဘူးဖေမပြရင်ဘုန်းကြီးတင့်ကိုဖယားနှုတ်ကပတ်တော်နဲ့ချုပ်ပြီးတော့နေရာပြန်ပို့မယ်မလုပ်ပါနဲ့ဖေမလုပ်စေချင်ရင်ပြန်မလားသူတို့ခေါ်လာခဲ့တဲ့နေရာကိုပြန်ပို့ပေးပါဖေအမေတင်တို့လိုမျိုးသွားခြင်းရသွားပြီးတော့လာခြင်းရလာနိုင်တဲ့တစေတရေတွေကိုများနေရာထိုင်ရာအရောက်ကားနဲ့ပြန်ပို့ပေးရမယ်ဟုတ်လားရေတော်ရှိမြို့အလွန်ထိပို့ပြီးပြန်မမယ်ဖေရေတော်ရှိကဘိုးဘိုးကြီးကိုကြောက်လို့ပါဖေဒါတော့ကြောက်တဲ့သားပဲရန်ကုန်ရောက်ရင်စူးလေဘိုးဘိုးကြီးတို့ဘိုးတထောင်ဘိုးဘိုးကြီးတို့ကြိုက်ကဆန်ဘိုးဘိုးကြီးတို့လက်သွားအပ်လိုက်ရင်ဂျိုးတို့မောက်ကုန်ဖြစ်တော့မယ်အခုဘုန်းကြီးမြတ်တာရက်ခံတဲ့အတိုင်းနေရက်ပြန်ဒီတငယ်တို့ကရေတာရှင်မြို့အလွန်ထိပို့ပေးလိုက်
ကားပေါ်မှာပါသွားရင်ဘူးကတ်တာတို့အပုတ်နဲ့ပေးတာတို့လှုပ်အောင်မလားအလုပ်ပါဘူးဖေအေးကဲတငယ်လေးတို့အချိန်လေးရှိပါသေးတယ်ကိုကအမားလုပ်ခဲ့တာဆိုတော့ရေတာရှင်မျိုးအထက်ထိပို့ပြီးတော့ကားကိုတကားဖွင့်ပြီးဆင်းခိုင်းလိုက်ဘုံကြီးဒီကလေးဒီကမားတို့ကိုပရိတ်ရည်နဲ့ပတ်ထန်းရည်ပြီးတော့တစ်ခွက်စီတိုက်လိုက်မယ်ဒီကမားလေးကိုဘူးကတ်ကနေခွာပြီးတော့ကားပေါ်မှာတင်နေလို့ရအောင်လို့စီစဉ်ပေးမယ်တကားလေးကြောင်းအောင်ဆင်းပြီးတော့ဗတော့ကိုင်းလေးတစ်ကိုင်းကိုတထောင်လောက်ချိုးလာခဲ့ကံမြင့်ကလေးကြောင်းအောင်ဆင်းပြီးတော့ဗတော့ကက်လေးတစ်ခက်ကိုချိုးလာခဲ့ပါရီဆရာတော်အားဆက်ကက်လိုက်ပါရီတကားလေးပဲကင်ထားလိုက်ကဲကလေးမဘူးကက်လာတွေဝိညာဉ်တရေမှာတင်ဗတော့ခက်မှာခိုးနာပြီးတော့ဘဒုကမှအနောက်ရှက်မပေးပဲလိုက်သွားဆရာတော်စကားဆုံးလာနေဗတော့ကက်လှုပ်ခါသွားတာကိုအားလုံးကလည်းမြင်လိုက်ပါရီဆရာတော်စွန့်ပေးလိုက်တဲ့ရေတန့်တပလင်းကိုအားလုံးမျှတောက်လိုက်ပါရီအခုတောက်တာကပရိတ်ရုပ်ဒီပလင်းကတကြံလုံးကပထန်းပူဇော်ထားတဲ့ပထန်းရီပလင်းကားပေါ်ကိုဆောင်းသွားတရေမပေါ်ဆင်းခိုင်းပြီးတာနဲ့ကားရိမ်မှာနည်းနည်းလက်နဲ့တောက်ပြီးတော့ဖြန်းထားလိုက်တင်မပြောင်းဘုံကြီးကိုရှစ်ခုပ်ပြီးတော့အောင်ဝင်းနဲ့လှလှတို့ကဝိထုငွေစက်ကက်လူတန်းပြီးကျောင်းပေါ်မှာဆင်းခဲ့ကြပါရီအောင်ဝင်းရဲ့ဘေးတစ်ဖက်မှာရှိတဲ့လွတ်နေတဲ့ခုံပေါ်မှာပတောက်ကက်ကိုတင်ပြီးတော့နောက်ကျောင်းလှဲကပြန်မောင်းခဲ့ကြပါရီရေတာချေမျိုးထွက်ပြီးတာနဲ့ကားကိုရက်ကပတောက်ကက်ကိုလမ်းမေးမှာချထားလိုက်ပါရီကဲကိုနေရာကိုပြန်ပြီးတော့အဲ့လိုမျိုးပြောဆိုပြီးတာနဲ့ကောင်းပြန်လှဲကရန်ကုန်ကိုပြန်လာခဲ့ကြပါရီနောက်ကိုပါဇက်တညံအောင်ဟုတ်ပြီလားကံမြင့်နမဲသာကံမြင့်ကံကောင်းလို့တရေမရောက်ကြမှာဖြစ်တာဘလို့လဲမှတ်မလားတို့ကြောင်သမ်းမှာကွာကြောက်ရတယ်တဲ့တရေမမပြန်မင်းနဲ့ပြန်လိုက်လာမှအဟုတ်ပြီဖြစ်နေမယ်ဆရာတော်ကြီးပေးလိုက်တဲ့ပထန်းရည်လည်းဖြန်းပတ်ထားပြီးပြီဘယ်တရေမမပါတော့ပါဘူးသူတို့ကလည်းအပူပင်ကင်းသွားပြီးမို့လို့ခေတ္တတီးလိုက်တခြင်းဆိုလိုက်နေရန်ကုန်ကိုညောင်းမောင်မှာရောက်လို့လာကြပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျအခုနားဆင်ကြရတဲ့ဇလန်ကတော့စာရေးသူဧကံမင်းရေးသားထားတဲ့ပါဇက်တရမ်းမီလို့ဆိုတဲ့ဇလန်လေးပဲဖြစ်ပါရဲ့ခင်ဗျာဒီဇလန်ကိုအစားကနေအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များတာယာချမ်းမီတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါရခင်ဗျာ